ရဲဘော်လာအိုပဲဖြစ်ပါတယ်ခင်ဗျာတိုင်းရင်နံပါတ် P23301 တဝဲ KI မှတ်တဲ့တိုင်းရင်မှာတာဝန်ထမ်းဆောင်နေကြတဲ့ရဲဘော်များလည်းဖြစ်ပါတယ်ခင်ဗျာကာကွယ်ရေးဝန်ကြီးဌာနမှ32ကြိမ်မြောက်ပေးရတဲ့တိုင်းရင်ထောက်ပံ့ငွေနဲ့အထွေထွေအသုံးစရိတ်အတွက်တဝဲ KI မှတ်တဲ့တိုင်းရင်မှာလက်ခံရရှိပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ P29902 ဒေါနတ်တိုင်းရင်ကတစ်ထောက်တောင်းတာရဲဘော်ပူတင်ဖြစ်ပါတယ်ဒီလောက်ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနကနေပြီးတော့ချပေးတဲ့32ကြိမ်မြောက်တိုင်းရင်ထောက်ပံ့ငွေကိုကျွန်တော်တို့ဒေါနတ်တိုင်းရင်အနေနဲ့လက်ခံရရှိပါတယ်တော်လို့ဒီရိုက်ခဲ့မှနဲ့တိုင်းရင်မှာရဲဘော်ရဲမေများဖြစ်ကြပါသည်ကာကွယ်ရေးဝန်ကြီးဌာန PR ထောက်ပို့ပွဲမှာ32ကြိမ်မြောက်ပေးအပ်သောတိုင်းရင်ထောက်ပံ့ငွေကိုကျွန်တော်တို့ရိုက်ခဲ့မှနဲ့တိုင်းရင်မှာလက်ခံရရှိကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့မတ်တေစတေလေးနေတော့တိုက်ဒရုတ်တပ်ဖွဲ့ရဲ့တိုင်းရင်တော်ခါရဲဘော်အပကြီးဖြစ်ပါတယ်ကာကွယ်ရေးဝန်ကြီးဌာနမှာပေးအပ်သော32ကြိမ်မြောက်တိုင်းရင်ထောက်ပံ့စရိတ်နဲ့ထွေထွေသုံးစရိတ်ကိုကျွန်တော်တို့လက်ခံရရှိပါတယ်ပြည်သူတော်လှန်ရေးထောက်ပို့တပ် PR မှတာဝန်ထမ်းဆောင်နေကြတဲ့ပြည်တွင်းပြည်ပကထောက်ပို့တပ်သားများကိုလေးစားဂုဏ်ယူကြောင်းနဲ့တာဝန်ကျေကြကြောင်းပြောကြားခြင်းဖြစ်ပါတယ်ခင်ဗျာပြည်သူခုခတော်လာစေမိနစ်တာကာလအတွင်းမှာအောင်မြင်ခဲ့တဲ့စေရေးတွေဟာနောက်တက်ကနေပြီးတော့ထောက်ပို့ရဲဘော်တို့ရဲ့ထောက်ပို့မှုကြောင့်ဆိုတာလည်းကျွန်တော်တို့ညှိလို့မရပါဘူးအကြမ်းဖက်စစ်ကောင်စီရဲ့ညီကုန်းချုပ်တဲ့အထိကျွန်တော်တို့တော်လိုင်းရဲဘော်တွေအနေနဲ့အချိန်မြင့်မြင့်တွန်းလှန်တိုက်ထုတ်နေပြီဖြစ်ကြောင်းတတိပေးရပါတယ်လာပါငါတို့တူတူရုံးလိုက်လာပါငါတို့တူတူရုံးကြမယ်